မတ်တန်လုံးကရန်သူကောင်ကိုဆက်သားဖို့လာတာဖြစ်တယ်လို့ပြောတာကိုမယုံကြည်တဲ့အခါမှာတော့ထမိုးထက်လာတဲ့ချင်းတောင်ကိုထုတ်ပြလိုက်ပါတယ်မတ်တန်လုံးပြတဲ့ထမိုးကိုလူတွေစိတ်ဝင်စားအာရုံစိုက်နေတဲ့အချိန်မှာပဲမတ်တန်လုံးကရုတ်တရက်ထခုန်ပြီးမျိုးစားမကြိုင်းကိုလင်းလင်းမြတ်မြတ်ချက်ချင်းတိုက်ခိုက်လိုက်ပါတယ်ထို့နောက်မကြိုင်းရဲ့ခေါင်းကိုပါလာတဲ့ချင်းတောင်တွေကိုအမြန်ထည့်ပြီးဓာတ်ကိုဝင့်ကရုတ်တရက်ထွက်ခွာတော့ပါတယ်အဖြစ်ပြက်ကလျက်စီးတမျှမြန်ဆန်လုံးတာကတကြောင်မလိုက်ရဲတာကတကြောင်နဲ့မျိုးစားမကြိုင်းရဲ့လူတွေဟာအိုးကြက်ကြက်နဲ့ကြမ်းရင်နေခဲ့ပါတော့တယ်အဲဒီနောက်ညာယွန်းချင်းမှာပဲမတ်တန်လုံးကဘရင်ရာသာတီးတဲ့ရှေ့တော်မောက်ကိုအရောက်ပြန်လာခဲ့ပါတော့တယ်ဘရင်ရာသာတီးကတပားသူတွေနဲ့စကားပြောနေကြမတ်တန်လုံးဟာမျိုးစားမကြိုင်းရဲ့ခေါင်းကိုရှင်မင်းရဲ့ရှေ့ကိုလိမ့်သွင်းလိုက်ပါတယ်ဘရင်ကရုတ်တရက်ဆိုတော့လန့်ဖြန့်သွားတာကြောင့်တကြီးမျိုးစားတမင်တပြန်ကသူ့လူအကြောင်းကိုသိနေတာဖြစ်လို့တုတ်တိတုတ်ပြနဲ့အရှင်ဘုရားကျွန်တော်မျိုးစားမကြိုင်းရဲ့ခေါင်းကိုအချင်းတန်လာရောက်ဆက်တာပါကြောင့်ဘုရားလို့ခြောက်တင်လိုက်ပါတယ်မောင်ကြီးမမဲတဲ့အားလုံးကထားကြပြီးမိတွေထိုးကြည့်တဲ့အခါကျမှမျိုးစားတမင်တပြန်ပြောတာအမှန်ဖြစ်နေတာကြောင့်ရာသာတီးကဝမ်းသာပါကြောင်းနဲ့ယောက်ျားကောင်ပီတာပါပဲတဲ့လို့နှုတ်တော်ဆုလက်ပဲရှင်းမြင်ခဲ့ပါတယ်မတန်လုံးကတော့ဒီလောက်ကြီးလေးတဲ့အမှုကိုထမ်းရွက်ခဲ့တာကြောင့်ဆုတော်လက်တော်တွေခံစားရတော့မယ်ဆိုပြီးမျှော်လင့်ချက်လေးရှိခဲ့ပါတယ်ဒါပေမဲ့ယခုလိုနှုတ်တော်ဆုသာချလိုက်တာကြောင့်စိတ်ထဲမရှိတင်ငယ်ဖြစ်သွားပါတယ်ဒါပေမဲ့လည်းငါအရှင်ဖြစ်တယ်ဆိုတဲ့စိတ်နဲ့ပဲကျေနပ်နေ